အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့block ထဲမှာ level တင်သွားမှာကျွန်တော်အခု level က1000ထဲမှာ62ပေါ့နော်အဲ့တော့ fan ရအောင်နော် level fan တာလေးပေါ့နော်ဒီ video ကကျွန်တော် first time ပေါ့နော်အဲ့တော့တောင်းမယ် fan ရဝါစီရအောင်နော်ဟိုဘတစ်ဖက်ကန်းအောင်ရောက်သွားပြီနော်ဒီကတစ်ဖက်ကန်းဟာတော့ကျွန်တော်ဟိုဗီဒီယိုမတင်ခင်ကလေးอ่ะဆိုတော့မပြမိလို့ဗီဒီယိုကြီးသွားမှာဆိုလို့အဲ့ speed လေးနဲ့လည်းကျွန်တော်အခုဆိုရင် level 1000မှာ90ဖြစ်သွားပါပြီဟုတ်ကဲ့နော်အဲ့တော့ဒီတော့အခုပတ်စံရတယ်ကိုဖြူလို့ရတော့မလို့ရတော့မှာဆိုတော့ကျွန်တော်တို့ကဖေးကိုသွားကြမယ်ဗျာ let's go ကဖေးလေးရောက်ပြီးတော့ချက်စလေးလေးရှာပေါ်မှာလည်းမရှိအောင်မရှိတော့ပါတယ်ပေါ်မှာလုံးအောင်မရှိအောက်မှာလည်းရှိတော့ပါအောက်မှာလည်းမရှိဘူးကွာတယောက်လဲကျွန်တော်လိုဖူမို့ဆိုပြီးချက်စီလိုက်ယူနေတယ်ဗျအဲ့လိုမို့ချက်စီမရှိတော့ဘူးတမန်ရှိပါစိတ်မဟုတ်ဒီကဘုံတော့တဲ့တော့တော်ပေါ်တက်သွားပြီဒီကန်ကြီးအဲ့ဒီကန်ကြီးမဟုတ်ဘဲနဲ့ဟိုဘက်အကျယ်ဘက်ကထိုင်ကုန်လေးအနောက်မှာရှိပါထိုင်ကုန်လေးနောက်မှာရှိရဗျာဒါပေမဲ့အခုတော့ဘယ်လိုလုပ်ကိုမရှိတော့တာဗျာဘယ်လိုဖြစ်မှန်းမသိရကျွန်တော်ဒီရလေဘာနေရရှိပါသေးတယ်စိတ်မပူပါနဲ့နောက်တရားနေရကျတော့ဒီဒတိုင်းကာကြီးရဲ့ဟိုဘက်နားလောက်မှာဒီနားမှာရှိပါတယ်ဟုတ်တယ်ဒီနားမှာဒီဟာကိုပြစီပါဟာဒီမှာလည်းမရှိပြန်အဲ့ဆိုကျွန်တော်တစ်ခုပဲရှိတော့စာပါချင်းရမှာပါစာပါချင်းပါမယ်စာပါချင်းနေတော့ကြောညာဝင်ပါမယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကျွန်တော်အခုမှစလို့ဆော့ဆော့อ่ะဆိုတော့ကျွန်တော်ဗီဒီယိုလေး like and subscribe လေးလုပ်ဝေးပါပါဗျာနော်ဟိုက subscriber 50ပြည့်လို့ရှိရင် face review လာပါမယ်ဗျာရတော့ check သွားရှာမယ်ဗျာမရှိဘူးဖြစ်တာဘလို့မှဖြစ်လို့မရအဲ့ဒါကျွန်တော် flash တက်မယ်ဝင်လိုက်ပါတယ်အဲ့ဒီရှိတာဆန်တော့တိတ်နေတယ်နော်ရထွားရလဲတိတ်လုံးဝဖြစ်လို့အခုတော့ flash နဲ့ထွက်လိုက်ရပါတယ်ဟုတ်ကဲ့ဟိုကဖေးရဲ့နောက်ကဟိုအပေါ်ကိုမရှိတော့ဒါလေးရှိရဆိုတဲ့တော့ခတ်တယ်ဗျenergy များမှတက်လို့ရတယ်မဒီခုံနောက်မှာပေါ့ဟုတ်ကဲ့6600ကျော်ရကဖေးသွားမယ်ဗျကဖေးရဲချုံမဟုတ်ဘူးချာဖေးသွားမယ်ပတ်စံတော့မလောက်ဘူးဟုတ်တယ်ဗျဒီမှာလည်းအပေါ်မှာရှိကအပေါ်မှာရှိအဲ့လိုအောက်မှာရှိလောက်တယ်အောက်မှာတော့ရှိဟုတ်တယ်ပတ်စံမလောက်သေးဘူးဗျာဒီ quest ပြီးသွားပြီလားဟုတ်တယ်ကောင်ပြီးသွားပြီဒီဘက်စီက race ဝယ်လို့ရပြီမရသေးဘူးဗျာအဲ့ဘာလို့မရသေးရလဲကျွန်တော် comment ထဲမှာပြောပြပေးအောင်နော်ကျွန်တော်မသိလို့ပါစာဝါချင်းရဗျာကောင်းနေအပေါ်မှာတော့ကျွန်တော်လာမှ chest ကရောက်မှာ
အောက်မှာတော့ရှိတော့တယ်အဲ့ဒါအပေါ်ဒီမှာအလေးဒီမှာအကုန်ရှိတယ်ဆန်မလောက်သေးဘူးကျွန်တော်ထင်တော့တော်ကုန်တယ်မလောက်သေးဘူးအဲ့ဒီတစ်ခုနောက်ကဟိုပါရှိတယ်တော်တော်လေးခတ်သွားအောက်ပြပြပြန်တက်လိုက်အောက်ပြပြပြန်တက်လိုက်နေဒီနားမှာရှိလားရှိပါသေးရှိပါတယ်လို့ဒီနောက်ကဟိုအော်တိုတော့ရှာမယ်လေမလေးရှိလောက်ပါတယ်ဟိုဘက်မှာflash time နဲ့ပဲနေရတယ်ဒီခါမှာကျတော့ကျွန်တော်ဒီမှာဆောက်လုံးနေရထွက်သွားတယ် automatic ဆိုရင်လည်းတတိပေါ်သွားရင်ကောင်းမသွားတော့ပါဘူးနောက်မှချက်စီပါလေးရှိဒီရှိမှချက်စီရမှာဟုတ်တယ်ပြီးတော့ဟို outline အနီးအပေါ်မှာတစ်ခုရှိတယ်ဒီချက်စီဟုတ်တယ်လောက်ဆိုတော့မဖူရီပါစပွန်လာပြီးကြည့်လိုက်စပွန်မှာထိုဘက်ချက်တော့ကြည့်မလားဒီမှာချက်စီပါတစ်ခုရှိရတယ်တူဟုတ်တယ်ဖူရင်စပွန်လာကြည့်လိုက်သူကလုံးဝစပွန်မှာချက်စီလောက်ဆိုတော့ခေါ်လို့ရလားဟုတ်မှာရင်တော့ energy နဲ့လို့ restart လို့ respawn လာပါဦးမယ်ကျွန်တော်ဖူပေါင်းကောင်းကန်လေးပေါင်းလို့စနောင်းမိကြပါအောင်ဘယ် let's go ပေါင်းမလား random fruit okay understood ဆိုတော့ကျွန်တော်စာမှာတခုရိုက်ပြီးတော့ကြည့်တယ်မရိုက်ရင်ကောင်းမှာဆက်ဟမ်လို့ရိုက်လိုက်မယ်နော်ဆက်ဟမ်ဟုတ်ပြီဆက်ဟမ်ဆိုပြီးဖောက်ကြည့်မှာဗျာကောင်းတာလေးပေါက်ဗျာကောင်းများပေါက်ဟာရောင်ကြီးမတူကြရအများကြီးဟောဒါဖရူပါတဲ့ပြောတာပေါ့အဲ့လောက်ကြီးကြီးอ่ะပြောတော့နော်ဒါဖရူပြောကျွန်တော်ဒါဖရူရပါတယ်ဗျာစိတ်တော့ပေါ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာအားလုံးပဲတတာ